ပေါင်းနဲ့ပြည်ဆောင်ကြပါစေရှင်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့လေချောင်းသွေးကြောပိတ်ခြင်းဆိုတဲ့ air embolism အကြောင်းပဲဖြစ်ပါတယ်ဒီ air embolism ကလူအများစုပေါ့နော်သတိမထားကြဘူးဘယ်လောက်ထိအရေးပါလဲဆိုတာကိုအဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးမှာ air embolism ကလေချောင်းသွေးကြောပိတ်ခြင်းကဘယ်အချိန်မှဖြစ်တတ်လဲဘယ်အချိန်မျိုးမှာဆေးရုံသွားတင်လဲဘယ်အချိန်မျိုးမှာဆေးရုံမသွားခင်ဘာတွေလုပ်လို့ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့အားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အားလုံးဒီဗီဒီယိုလေးကိုဆက်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါရစေရှင် air embolism ဆိုတာဘာလဲ air embolism ဆိုတဲ့အဓိပ္ပာယ်ကလေချောင်းသွေးကြောပိတ်လို့ဆိုလိုပါတယ်ရှင်ဒီ air embolism ဖြစ်ရတဲ့အကြောင်းရင်းမှာကတော့သွေးကြောသို့မဟုတ်သွေးလွှတ်ကြော artery တွေကိုလေပူပေါင်းများဝင်ရောက်ပြီးတော့ပိတ်ဆို့သွားတဲ့အခြေအနေလို့ခေါ်ပါတယ်ရှင်သွေးပြန်ကြောတွေကိုလေပူပေါင်းများဝင်ရောက်ပါက venous air embolism လို့ခေါ်ပါတယ်သွေးလွှတ်ကြောတွေကိုလေပူပေါင်းများဝင်ရောက်ပါက arterial air embolism လို့ခေါ်ပါတယ်ဒါဆိုလို့ရှိရင်ဘယ်လိုအခြေအနေမျိုးမှာလေကြောင်းပိတ်ဆို့မှုဖြစ်တယ်လဲထို့သဖြင့်ဆေးထိုးခြင်းခွဲစိတ်ကုသခြင်းပြီးတော့ scuba diving ထိုးခြင်းပြီးတော့အဆုတ်မှာ trauma ရလို့ရှိရင်ပြီးတော့ပောက်ကွဲမှုတန်ရာနောက်တစ်ခုကကြတော့ blowing into the vagina အဲ့ဒါကြတော့ကိုဝင်ဆောင်မိခင်နေမှာပေါ့နော်အထူးသဖြင့်လင်းဆက်ဆက်တဲ့အခါကြလို့ရှိရင်ဖြစ်တတ်တဲ့အရာကိုပြောပါတယ်ဒီမှာတို့ဆေးရုံမှာဆိုလို့ရှိရင် IV သွင်းတဲ့အခါပေါ့နော်အဲ့လိုမျိုးအချိန်လေးမှာတင်းငယ်သောလေချောင်းပိတ်ဆို့ခြင်းဆိုရင်တော့ပြဿနာမရှိပါဘူးအဲသွေးလွှတ်ကြောတွေကတင်းငယ်တဲ့လေချောင်းပိတ်ဆို့ခြင်းဆိုလို့ရှိရင်တော့သွေးလွှတ်ကြောသွေးပြန်ကြောမှာလေချောင်းလေးတွေကတင်းငယ်တဲ့အတွက်ပျော်ဝင်သွားလိမ့်ရှိပြီးတော့ပြင်းထန်တဲ့ပြဿနာမဖြစ်နိုင်ပါဘူးကြီးမားတဲ့လေပိတ်တဲ့အခါဘာဝေဒနာဖြစ်လဲဆိုလို့ရှိရင်ကြီးမားတဲ့လေကလေချောင်းကသွေးကြောထဲမှာပိတ်တဲ့အခါဆိုလို့ရှိရင်အသက်ရှူရကျက်လာမယ် chest pain နှလုံးနီနာလာမယ် muscle တို့ joint တွေကနာလာမယ်လေဖြတ်တာတို့ပြီးတော့ mental status ကိုယ့်ရဲ့အသိစိတ်ပျောက်တာတို့မေ့မျောသွားတာတို့ blood pressure ကျတာတို့ဖြစ်တတ်ပါတယ်တင်းငယ်တဲ့လေချောင်းပိတ်ဆို့ခြင်းကိုအများအားဖြင့်ဘေးဘက်ဆောင်ပြီးတော့ Trundling breath ဆိုတာတော့စောက်ထိုးပုံစံမျိုးပေါ့နော်လုပ်ပြီးတော့အောက်ဆီဂျင်ပေးလို့ရှိရင်ပျောက်သွားတတ်ပါတယ်ဥပမာဒီပုံစံကိုကြည့်မယ်ဆိုလို့ရှိရင်တင်းငယ်တဲ့လေချောင်းပိတ်ဆို့တဲ့အခါဒီလိုပုံစံနဲ့ကုသလို့ရပါတယ်ကြီးမားတဲ့လေချောင်းသွေးကြောပိတ်ခြင်းဆိုလို့ရှိရင်တော့ hyperbaric oxygen therapy ဆိုတဲ့ကုထုံးနဲ့အချိန်မီကုသရမှာဖြစ်ပါတယ်အချုပ်အနေနဲ့မျှဝေချင်တာကတော့ကြီးမားတဲ့လေချောင်းပိတ်ဆို့မှုဖြစ်ခဲ့ရင်အချိန်မီဆေးကုသမှုခံယူဖို့အရေးကြီးပါတယ်အဲအတွက်ကြောင့်မို့လို့ကိုယ်နိုင်ငံရဲ့အရေးပေါ်နံပါတ်ကိုအလွယ်တကူစောင့်ထားပြီးတော့ဆေးရုံကိုအမြန်သွားတင်နေလို့ကြံပြုပြစီရှင်